ဒီ blog လေးမှာတော့ထိုင်းနိုင်ငံပတယမြို့မှာရှိတဲ့ Centurio True ကိုသွားကြရလို့ရှိများမှာဖြစ်ပါတယ်။ Centurio True ကပတယကန်ကြီးရဲ့အစွန်တစ်ဖက်မှာရှိနေပြီးတော့ဘီရှူကနေတိုင်းအစလမ်နယ်ပယ်မှာပါတယ်။ Centurio True မှာဒီတိုးနဲ့နိုင်တိုးဆိုပြီးချင်းနှချင်းရှိပါတယ်။ဒီတိုးလေးကတော့မနက်ပိုင်း8နာရီကနေ6နာရီထိ၊နိုင်တိုးကတော့6နာရီ20ကနေ8နာရီခွဲထိဖွင့်ပါတယ်။ Traveler ရဲ့ demand ပေါ်မူတည်ပြီး language ပေါင်းစုံကိုသူကသတ်မှတ်ထားတော့ညာလေတိုက်တိုးဆိုရင်တော့ English ဘာသာစကားပဲရပါတယ်။ ticket လေးတွေကိုကောင်တာမှာဝယ်လို့ရတဲ့အပြင်ကို online ကနေဖြစ်တဲ့ Akura Retreat.com ကနေလည်းဝယ်လို့ရပါတယ်။ ticket တစ်စောင်ကဘတ်900နဲ့တနာရီကြာ visit ပေးပါတယ်။ ticket ဝယ်ပြီးသူတိုင်းရောလက်စီလေးစီပြီးတော့သက်ဆိုင်ရာခိုက်တီအခေါ်ရပါတယ်။သူတိုင်းဆက်ရချင်းဒီအစင်မင်းလာပဲခေါ်ရဲဆိုတော့ကိုယ့်ရဲ့ guide ကိုသိထားဖို့လိုပါတယ်။ဒီစတော့လည်းနေလေးကစံလေးလေးဖြစ်တဲ့အတွက်ကြောင့် traveler တွေကလည်းတော်များပါတယ်။အထူးသဖြင့်ကိုရီးယား Chinese တောင်လေးကတော့လက်မှတ်လေးဖြည့်ပြီးတော့သူတို့ပြောတဲ့ရှောင်းလန်းတိုင်းသွားတဲ့နေရာလေးပေါ့နော်။ Centurio True သွားတဲ့ခါကျရင်သူက proper dress style ကိုသူပြောထားပါတယ်။ဒီကစကတ်အရှိဘောင်းမီအရှိအင်ဂျီဆိုရင်လည်းသတ်မှတ်ထားတဲ့အင်ဂျီပေါ့နော်။ museum ရဲ့အဝေးဝမှာတော့မဖြစ်မနေ helmet ကိုသူကစောင့်ခိုင်းပါတယ်။အရာလေးကပင်စင်စောင်းလို့ရှိနေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ပါ။ဒီကံရေးပြင်းလာရီကိုဖြစ်ပြီးသွားတဲ့အရှိဆိုရောက်ပါတော့မယ်နော်။ဒီစရဲ English တို့ကိုင်းနေနဲ့လူပြောနေတဲ့အကူကတော့ခုံနေပါသူကတော့မြန်မာလူမျိုးပါပဲသူရှင်မြတ်ပဲအရန်ကောင်းပါတယ်ကနဦးစွာပီတုကမညာရက်တွေကိုဘလို့ထွင်းချူလဲတခုချင်းစီကို process လုပ်လဲဆိုရတဲ့ manufacturing process တွေကိုရှင်မြတ်ရဲ့နေရာကိုခေါ်ရပါတယ်ဒီအလုပ်ရုံကြီးထဲမှာတော့အထူးသဖြင့်ပီတုကပညာရက်တွေကိုထွင်းထူတဲ့ဝန်ထမ်းတွေကမြန်မာဝန်ထမ်းအမင်းကလေးတွေအများစုတွေ့ရပါတယ်သူတို့ကတပ်ပက်ထားတဲ့ပုံစံတိုင်းပဲသူတို့ carving နေလို့ရတယ် shaving နေလို့ရတယ်ပြီးရင် polish ထားရတယ်ပြီးရင်ဘူသွင်းရတဲ့ပုံစံမျိုးတွေပုံစံတမန်အရာသူတို့အကုန်လုံးကိုလိုက်လို့ပြရပါတယ်။ material အကုန်လုံးကကျွန်းသစ်ကိုပဲအခြေခံထားပြီးတော့တန်မပါတဲ့ဘီတုကပညာရက်ကိုနဲ့အခြေခံထားတာဖြစ်ပါတယ်။ Centurio True Museum ကဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာဝင်တွေရဲ့ယုံကြည်မှုအမြင်တွေကိုအခြေခံပြီးတော့တည်ဆောက်ထားတဲ့ museum တစ်ခုဖြစ်ပါတယ်။ဒါထိုင်းနိုင်ငံမှာ1982ခုနှစ်ကနေပြီးတော့စတဲ့ဘီတုကလက်ရလို့လဲဆိုလို့နိုင်ပါတယ်။ဒီမှာတော့ကိုနေကတသားတစ်ခုနဲ့တစ်ခုကိုပုံစံမတူတဲ့နှစ်ခုကိုပေါ့နော်ဘယ်လိုချိတ်ဆက်ပြီးတော့သူတို့ construction ကို foundation ဘယ်လိုဖြစ်လဲဆိုတဲ့ဟာကိုသူတစ်ခုချင်းစီရှင်းပြဖြစ်ပါတယ်။ curve shape နဲ့ butterfly shape နဲ့ dry shape နဲ့ပုံစံအမျိုးမျိုးပါပဲ။အဲ့ဒီဟာတွေတသားတွေတစ်ခုတစ်ခုချင်းစီကိုတတ်မပါတဲ့ဒီတုကပညာရဲ့နဲ့ဘယ်လိုထွေးထူထားလဲဆိုတဲ့ဟာကိုအသေးစိတ်အခြေခံလေ့လာလို့ရပါတယ်။ဒီ museum ရဲ့အခြေခံကြားတဲ့ visit Tuesday တွေကိုကိုရိုင်းလေ့လာဆန်းသင်နိုင်တယ်လို့ museum ဘယ်လိုဖြစ်ပေါ်လာပုံလဲသူက panorama လေးနဲ့ပြပေးထားပါတယ်။နောက်ပိုင်း museum ရဲ့အတွင်းကျကျဘီတုကပညာရဲ့တွေကိုနောက် blog လေးမှာဆက်ပြီးကြည့်ရအောင် bye bye